အားလုံးပဲမင်္ဂလာပါ Football Analysis by Owen ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Manchester United အသင်းရဲ့ဒီနွေရာသီဈေးကွက်ထက်မှာဒုတိယမြောက်ကွင်းလယ်ကစားသမားတစ်ကဘယ်ကစားသမားဖြစ်လာနိုင်တယ်လက်တလော Manchester United အသင်းကဈေးကွက်ထက်မှာဘယ်ကစားသမားတွေကိုအဓိကပြတ်မှတ်ထားနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါ Manchester United အသင်းကတော့ဒီနွေရာသီဈေးကွက်ထက်မှာအက်တလန်လာကွင်းလယ်ကစားသမားအီဒါဆင်ကိုခေါ်ယူမှုအပြီးမှာတော့ဝဟန်ကွင်းလယ်ကစားသမားမာတီးယက်ဖာနန်ဒက်ရဲ့အပြောင်းအရွှေ့ကိုဆွေးနွေးနေတာအခုဆိုရင်တော့အချိန်အပြင်တော်တော်လေးကြာသွားပြီလို့ကျွန်တော်သတ်မှတ်ထားလို့ရတယ်လက်တလုံးမှာလည်းမာတီးယက်ဖာနန်ဒက်ကို Manchester United အသင်းကရရှိဖို့လေလုံးဝမသေးကြတော့ဘူးမရေရာတော့ဘူးဘာလို့လဲဆိုတော့ကင်ဘက်စပါအသင်းကကစားသမားနဲ့လည်းပုံကွေဆိုင်ရာသဘောတူညီမှုရရှိဖို့ဆွေးနွေးနေတယ်လို့တစ်ဖက်မှာလည်းဒါဝဟန်အသင်းရဲ့တောင်းဆိုတဲ့ဈေးကိုစပါအသင်းဘက်ကပေးချေဖို့အသင့်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေဖတ်ရတယ်ဆိုတော့ Manchester United အသင်းကကစားသမားနဲ့ပုံကွေဆိုင်ရာသဘောတူညီမှုရရှိဖို့မခက်ခဲပေမဲ့ဝဟန်တောင်းဆိုတဲ့ပေါင်တန်း80ကို Manchester United ကမပေးချေခြင်းဘူးအဲ့လိုပဲ Manchester United ပေးခြင်းတဲ့ပမာဏနဲ့ဝဟန်လိုချင်တဲ့ဈေးနှုန်းနဲ့ကကြားထဲမှာပေါင်တန်း20လောက်ဟာနေဆိုပြီးတော့သိရတယ်အဲ့တော့ဒီအချိန်လေးတစ်ခုမှာ Manchester United အသင်းကကစားသမားရဲ့ agent John Mendes ကိုကြားထဲကနေဒီဝဟန်အသင်းရဲ့တောင်းဆိုတဲ့ဈေးပမာဏကိုရှော့ချပြီးဖို့တောင်းအားပေးပြီးတော့လှုပ်ဆောင်ခိုင်းတာတယ်ဒီနေရာမှာမာတီးယက်ဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့ပြောစရာရှိတာကသတင်းတွေကနှစ်မျိုးနှစ်စားထွက်ပေါ်နေတယ်အဲ့ဒါပါလဲဆိုတော့မာတီးယက်ဖာနန်ဒက်ကဒီ Manchester United အသင်းပဲဖြစ်ဖြစ်စပါအသင်းပဲဖြစ်ဖြစ်ဘယ်အသင်းပဲဖြစ်ဖြစ်သူ့ကိုအသင်းဘက်ကဝဟန်အသင်းဘက်ကသတ်မှတ်ထားတဲ့ဈေးနှုန်းတစ်ရက်ကိုပေးနိုင်တဲ့ဟိုမှာပေါင်တန်း80ပေါ့လေဒါသူ့အတွက်ဈေးသတ်မှတ်ထားတာပေါ့အဲ့ပမာဏကိုပေးနိုင်တဲ့ဘယ်အသင်းမဆိုသူ Manchester United ပဲဖြစ်ဖြစ်စပါပဲဖြစ်ဖြစ်သူပြောင်းရွှေ့ကစားမယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်အဲ့လိုမျိုးပဲဒါသူ့ရဲ့လာစားပုံမှန်ပွဲထွက်ခွင့်အကျိုးအမြတ်ပေါ့လေအဲ့အရာတွေကိုပို့ပေးနိုင်တဲ့အသင်းကိုပြောင်းမယ်ဆိုပြီးတော့ဟိုသတင်းတွေကအဲ့လိုမျိုးဟိုသတင်းတွေကတချို့သတင်းတွေမှာရေးထားသလိုเนาะ Manchester United အသင်းနဲ့ဒါနီးစပ်တဲ့သတင်းတောက်ဖြစ်တဲ့ဒါ Andy Madden ကတော့အဲ့လိုမရေးထားဘူးသူကဘာရေးထားလဲဆိုတော့မာတီးယက်ဖာနန်ဒက်ကလက်ရှိအချိန်ထိ Manchester United ကိုပြောင်းရွှေ့ဖို့ပဲသူစိတ်ပိုင်းဖြတ်ထားတယ်ဆိုပြီးတော့ရေးသားထားတယ်ပေါ့လေဆိုတော့ဒီနေရာမှာစဉ်းစားကြည့်တာကမာတီးယက်ဖာနန်ဒက်ရဲ့အပြောင်းအရွှေ့ရဲ့ဒီစာကာကဘလို့ဖြစ်နေလဲဆိုတော့ပြီးခဲ့တဲ့နွေရာသီတုန်းကမာတီးယက်ကူညာတို့အမ်ဘူမိုတို့ဒီကစားသမားတွေကို Manchester United အသင်းကခေါ်ယူကြိုးပမ်းခဲ့တော့မှပုံစံနဲ့သွားတူနေတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းက Manchester United အသင်းကဘာမှဥရောပဝင်ခွင့်ရရှိမထားဘူးဒီနေ့ထားမျိုးမှာကူညာတို့အမ်ဘူမိုတို့က United မှာပဲကစားခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့တခြားဥရောပဝင်ခွင့်ရနေတဲ့အသင်းတွေကိုပယ်ချပြီးတော့ United အသင်းကိုလာခဲ့တာအဲ့လိုမျိုးပဲလက်တလုံးမှာတော့ဒါမာတီးယက်ဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့ဒါတွေးစရာနှစ်ခုရှိတယ်ပထမတစ်ခုကကူညာတို့ Brian Mbeumo တို့လို United မှာဆိုတဲ့ဒါ United မှာပဲကစားခြင်းပါတယ်ဆိုတဲ့ခိုင်မာတဲ့ဟိုဆုံးဖြတ်ချက်မျိုးကျွန်တော်တို့ဘာမှမသိသေးဘူးပေါ့လေဆိုတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လဲမာတီးယက်ဖာနန်ဒက်ကဒီလအကုန်လောက်မှာတေချာတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမယ်ဆိုပြီးတော့သူဘယ်သင်းကိုရွေးချယ်မလဲပေါ့လေအဲ့ဒီအရာကိုသူ့ဘက်ကချမှတ်မယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီလအကုန်မှာပဲဒီမာတီးယက်ဖာနန်ဒက်ရဲ့အနာဂတ်ကစပါလာ Manchester United လာဆိုပြီးတော့ဟိုဘယ်လိုပြောမလဲဟိုကိုပြသိမှာပေါ့လေလက်တလုံးမှာတော့စပါအသင်းကတော့ခြေလန်းတာသွားပြီလို့တော့ရေဘူးရတတ်မှတ်ထားလို့ရတယ်ဘာလို့ဆိုတော့စပါအသင်းကဝဟန်တောင်းဆိုတဲ့ပမာဏကိုပေးမှာဆိုတော့အဲ့တော့ဘာပဲပြောဝဟန်ကလည်းဒါသူ့ရဲ့တတ်မှတ်ထားတဲ့ပေါင်တန်း80ကိုရတဲ့အသင်းကိုပဲသူရောင်းပါဆိုတော့ကစားသမားကသူ့ရဲ့စိတ်ထဲမှာတကယ်လို့ဒါဝဟန်ကိုsorry ဒီစပါကိုယူသွားမယ်ဆိုရင်တော့ Manchester United ကတော့ဒါမာတီးယက်ဖာနန်ဒက်ကိုဒါဟိုဆက်လိုက်လို့မရတော့ဘူးလေတကယ်လို့အဲ့လိုမှမဟုတ်ဖဲကစားသမားကိုနိုင်က Manchester United ကိုပဲပြောင်းရင်လည်း Manchester United ကိုပဲလာခြင်းပါတယ်လို့သူ့အနေနဲ့အဆုံးဖြတ်ချက်ချမယ်ဆိုတော့ Manchester United နဲ့ဝဟန်အသင်းရဲ့ဒီပြောင်းရွှေ့ရေးပမာဏကို short ချမှာလားဝဟန်တောင်းဆိုတဲ့ပမာဏကိုပေးမှာလားတင်ကြတော့ကစားသမားဘက်က Manchester United ကိုပဲပြောင်းကျင်ပါတယ်လို့ပြောလိုက်မယ်ဆိုရင်တော့ဒါဝဟန်အနေနဲ့နည်းနည်းလေးဈေးလျှော့ရမယ်အနေအထားမျိုးဖြစ်သွားပြီပေါ့လေအဲ့တော့ဒီလကုံမှာမာတီးယက်ဖာနန်ဒက်တွေနဲ့ဒါသူ့ရဲ့ဆုံးဖြတ်ချက်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့တဖန်ပြန်ပြီးစောင့်ကြည့်ရမယ်ပေါ့လေလက်တလုံးမှာတော့ Manchester United အသင်းကမာတီးယက်ဖာနန်ဒက်ရဲ့ဒီအပြောင်းရွှေ့ကိုအဆင်မပြေခဲ့လို့ရှိရင်နောက်ထပ်ပြစ်မှတ်ထားနေတဲ့ကစားသမားတွေရှိတယ်အဲကစားသမားတွေကဒါ Alex Scott တို့နောက်ပြီးတော့ Real Madrid က Tchouaméni တို့အဲ့ဒီအပြင်ဒေါ်မွန်အသင်းရဲ့ဂျာမန်လက်ရွေးစင်ကစားသမားမချာကိုလည်းအခုချိန်မှာစောင့်ကြည့်နေတယ်မချာရဲ့သတင်းဆိုရင်ဒါကျွန်တော်တို့ဒါမိနစ်တစ်နေ့ရဆိုရင်ဒါမချာနဲ့ Manchester United အသင်းရဲ့သတင်းကတော်တော်လေးဟိုပဲဘယ်လိုပြောမလဲဟိုအရန်ကိုထွက်လာတယ်ဗောလေဆိုတော့ဒီမချာကိုခေါ်ယူမဲ့အသင်းတွေကလည်းလက်တလုံးမှာတော့ဒါဥရောပအသင်းတွေထဲမှာဒါ3-4သင်းလောက်ရှိတယ်အဲ့ထက်မှာ Manchester United အသင်းရဲ့ဒါဟိုကစားသမားလူသစ်စုဆောင်းရေးဒါရိုက်တာ Christopher Vibek က
ဒီကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ဒါနီးစပ်တဲ့ဒီ relationship တခုရှိရဲဆက်ဆံရေးကောင်းတွေရှိရဲဆိုပြီးတော့ကျွန်တော်သိရတယ်ဗောလေဆိုတော့ထားလိုက်တော့ဒီကစားသမားကဘာပဲပြောဒါမာတီးဖာနန်ဒက်ကိုမရမှမန်ချက်စတာယူနိုက်တက်တင်ကဟိုဘယ်လိုပြောမလဲဒီ plan B အနေနဲ့ပြစ်မှတ်ထားတဲ့ကစားသမားတွေဗောလေဆိုတော့မက်ချာအပြင်ဒါ Alex Scott ကိုလည်းမန်ချက်စတာယူနိုက်တက်ကဒီစောင့်ကြည့်တဲ့ list ထဲထည့်ထားသလိုတကယ်လို့ဒါမာတီးဖာနန်ဒက်ရဲ့ဒီအရွေးကအဆင်မပြေခဲ့ဘူးဆိုရင်တော့မန်ချက်စတာယူနိုက်တက်အသင်းကချူဝမ်မန်ဒီကိုတေချာပါဦးစားပေးပြစ်မှတ်အဖြစ်ကျွန်တော်လိုက်မယ်လို့တော့ဒါသတင်း source တွေအရာကျွန်တော်သိရတယ်ဆိုတော့ချူဝမ်မန်ဒီကအရင်တုန်းကတော့သူ Real Madrid မှာပဲပျော်ရွှင်နေတယ် Real Madrid မှာပဲဆက်ပြီးကစားခြင်းနဲ့သူ့အနေနဲ့အသင်းမပြောင်းချင်ဘူးလို့ပြောထားပေမဲ့လက်ရှိမှာတော့ချူဝမ်မန်ဒီဘက်ကလည်းသူ့ရဲ့ situation တွေကချိန်သွားပြီသူ့ရဲ့ဒီစိတ်ခံစားမှုရတာပြောင်းလဲသွားပြီလားတော့မသိဘူးဆိုတော့ Manchester United ကိုဒီအင်္ဂလန် Premier League ကိုပြောင်းချင်ပါတယ်ဆိုတော့ဒီစန္ဒာလေးတွေသူ့အနေနဲ့ဖြစ်ပေါ်နေပါလေဟိုဘာလို့ဒီလိုပြောရလဲဆိုတော့ဒါ Manchester United အသင်းရဲ့ဒါနောက်ခံကစားသမားဟောင်းเนาะဒီပြင်သစ်နောက်ခံလူဟောင်းဒါဗာရန်ကိုချူဝမ်မန်ဒီကမေးရဆိုပြီးတော့သတင်းတွေကတက်တက်လေးထွက်လာတယ်ဗောလေအဲ့ဒါဘာလဲဆိုတော့သူ့အနေနဲ့ဒါ Real Madrid ကထွက်လို့ရှိရင် Premier League ကိုပြောင်းမယ်ဆိုရင်ဘယ်ကလပ်အသင်းကသူနဲ့အသင်းတော်ဆုံးလဲ Manchester United အသင်းရဲ့အခြေအနေကဘယ်လိုရှိလဲပရိသတ်တွေကဘယ်လိုရှိလဲเนาะအဲ့တော့ဗာရန်ကပြောတယ်ဗောလေဒါ Manchester United အသင်းရဲ့ပရိသတ်တွေကတကယ်ကိုပဲပွဲတိုင်းလိုတကယ်ကိုပဲတစ်ခဲနဲ့အားပေးတယ်အသင်းတင်ဒါ Manchester United အသင်းရဲ့ atmosphere ကဘယ်လိုရှိရဲအသင်းကဟိုလက်ရှိမှာဒါ project ကဘယ်လိုရှိတယ်ဆိုပြီးတော့ဒါဟိုဘယ်လိုပြောမလဲဒီ Varane ဘက်ကနည်းနည်းလေးပြောထားပုံရတယ်ဗောလေဆိုတော့လက်ရှိမှာတော့ဒါဟိုချူဝမ်မန်နီနဲ့ပတ်သက်ပြီးတော့သတင်းတွေထွက်လာတာတော့ဟိုအရင်တော့ဗောလေဒါ Manchester United တင်ကဒါချူဝမ်မန်နီရဲ့မြန်မာနဲ့လစာနှုံးသားကိုပေးချေဖို့အတွက်ဒါဟိုမလုံလောက်ဘူးပေါ့ဘာဘူးဗောလေဆိုတာကလက်ရှိမှာဒါ United အသင်းမှာကဒီလစာနှုံးသားနဲ့ပတ်သက်ပြီးတော့ဒါစံချိန်စံနှုန်းတစ်ခုရှိတယ်ဆိုတော့ဘယ်ကစားသမားပဲဖြစ်ဖြစ်သူတို့သတ်မှတ်ထားတဲ့လစာတွေကသူတို့သတ်မှတ်ထားတဲ့ဒီဟိုဘယ်လိုကစားသမားမျိုးဖြစ်ဖြစ်ဒီသတ်မှတ်ထားတဲ့လစာနှုံးသားတစ်ရက်ရှိတယ်အဲ့ဒီထဲကိုပဲဝင်အောင်ပဲပေးမှာပေါ့လေအဲ့တော့အဲ့ဒီအနေအထားမျိုးတွေကိုကြည့်ပြီးတော့ဒါချိန်ပြီးပြောရတော့မသိဘူးလက်တလုံးမှာတော့ Manchester United အသင်းကချူဝမ်မန်ဒီရဲ့လစာကိုပေးချေဖို့လဲဘာမှပြဿနာမရှိဘူးအဲ့တော့တကယ်လို့ဒါမာတီရဲ့ဖာနန်ဒက်ကိုမရဘူးဆိုလို့ရှိရင်ချူဝမ်မန်ဒီကဒါဟိုဦးစားပေးပြမဲ့ဖြစ်ပြန်ပြီးတော့စူးစမ်းလာပွဲရှိရလို့ကျွန်တော်သိရတယ်ဆိုတော့တကယ်တော့တေချာဈေးနှုန်းအရချိန်ပြီးကြည့်မယ်ဆိုရင်မာတီရဲ့ဖာနန်ဒက်ပေါင်တန်း80ချူဝမ်မန်ဒီကိုခေါ်မယ်ဆိုလဲယူရိုအနေနဲ့ပေါ့လေဒါ80 85ပေါ့လေဒီလောက်နဲ့ရနိုင်တဲ့ဆိုပေါင်အားဖြင့်လည်းဒါ85တန်း80လောက်နဲ့ရနိုင်တဲ့အနေအထားမျိုးတွေရှိရပေါ့လေဘာလို့လဲဆိုတော့ Real Madrid ကလည်းတကယ်လို့ဒါ Enzo Fernandez ကိုခေါ်ယူမယ်ဆိုရင်သူ့အနေနဲ့အသင်းကဒါကာဘာမင်ဂါနဲ့ချူဝမ်မန်ဒီနှစ်ယောက်ထဲကတကယ်ကိုပဲဟိုချူဝမ်မန်ဒီကိုလိုချင်တဲ့အသင်းတွေအခုချိန်မှာရှိရဗျာဆိုတော့ဟိုဘာပဲပြောကာဘာမင်ဂါကိုတော့ဘယ်သူမှမလိုချင်ကြဘူးဆိုတော့ဒီပတ်စံရမဲ့ငွေပြန်ပေါ်မဲ့ဒီချူဝမ်မန်ဒီကိုပဲရောက်နိုင်ရရှိတယ်ဒီအတွက်လည်း Manchester United အသင်းအနေနဲ့လက်တလုံးမှာမာတီးဖာနန်ဒက်ကိုမရလဲနောက်ထပ်ပြစ်မှတ်တွေကချူဝမ်မန်ဒီတို့မက်ချာတို့အဲ့ပြင် Alex Scott တို့လည်းရှိတယ်ဆိုတော့ Alex Scott ကလည်းဟို Manchester United အသင်းကတော်တော်လေးသဘောကျတဲ့အထင်မှာပါတယ်လက်တလုံးမှာတော့ Alex Scott ကိုဘုံမောက်အသင်းဘက်ကစာချုပ်အသစ်ချုပ်ဆိုဖို့ကြိုးစားနေတယ်ဒါပေမဲ့ဘာမှတော့မဖြစ်သေးဘူးဆိုတော့ Alex Scott ကိုလည်း Manchester United အသင်းကမက်ချာချူဝမ်မန်ဒီတို့နဲ့အတူမာတီးဖာနန်ဒက်ကိုမရလို့ရှိရင်အဲ့ဒီ list ထဲကိုထည့်ထားတယ်ဗောလေတစ်ဖက်မှာလည်းသတင်းတွေပြန်ပြီးဒီဘယ်လိုပြောမလဲကွင်းလယ်တနေရာအတွက်ဗောလေနောက်ထပ်သတင်းတွေထွက်လာတာက Manchester United အသင်းပရိသတ်တွေကအခုဘရာဇီးလက်ရေးဆိုရင်အသင်းမှာအတူရှိနေတဲ့ကူညာကို Bruno Guimaraes ကိုဒါစီယုံပေးဖို့ဒီနွေရာသီမှာအသင်းကိုပြောင်းလာပေးဖို့ဆိုပြီးတော့အဲ့သတင်းတွေလည်းဒါတက်တက်လေးကြားနေရပါကြားနေရဆိုဟိုမဟုတ်ပါဘူးဒါ Manchester United အသင်းရဲ့ပရိသတ်တွေဟိုတောင်းဆိုနေတာဗောလေဆိုတော့လက်တလုံးမှာလည်းဒါ Bruno Guimaraes ကို Arsenal အသင်းကလည်းလွန်ခဲ့တဲ့ဒါနိုင်ပိုင်းလောက်ကပဲကာဆယ်ဘက်ကိုဒါပေါင်တန်း60နဲ့ဒါနှုတ်အားဖြင့်ကမ်းလှမ်းလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါ David Ornstein ကတင်ထားတယ်ဆိုတော့ချက်ချင်းဆိုလို့ပဲကာဆယ်ဘက်ကပယ်ချလိုက်တယ်ဘာလို့ပယ်ချလဲဆိုတော့အသင်းမှာကကာဆယ်အသင်းဘက်က Bruno Guimaraes နဲ့ Tonali ကိုတပြိုင်နက်တည်းလက်မလွတ်ချင်ဘူးလက်ရှိမှာတော့ဒါ Tonali ကို Man City ကရောစပါအသင်းကရောခေါ်ယူဖို့ဒါကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်ပြင်ဆင်ထားတယ်ဆိုတော့ဒီနေရာမှာစဉ်းစားနေရရှိတာက Manchester United အသင်းရဲ့လက်ရှိဦးစားပေးပြစ်မှတ်ကမာတီးဖာနန်ဒက်အဲ့တော့မာတီးဖာနန်ဒက်ကိုစပါးကလည်းအပြိုင်လိုက်နေတယ်အဲ့လိုမျိုးပဲစပါးကလည်းတိုနာလီကိုလိုက်နေတယ်အဲ့တော့ Roberto Di Zerbi အနေနဲ့ဒီနွေရာသီဈေးကွက်ထဲမှာကွင်းလယ်ကစားသမားတိုနာလီရောမာတီးဖာနန်ဒက်ကိုနှစ်ယောက်လုံးခေါ်ကျင်တာလားတကယ်တော့ Roberto Di Zerbi ရဲ့ပထမဦးစားပေးသူလိုချင်တာကတိုနာလီကိုလိုချင်တာဘာလို့လဲဆိုတော့တိုနာလီနဲ့သူနဲ့ကအီတလီစီးရီးမှာရှိစဉ်ကတည်းကသူတို့နှစ်ယောက်ရဲ့ဂျားထဲမှာဟို relationship တခုရှိတယ်ဗျာဆိုတော့ဒီဇာဘီလိုချင်တာတိုနာလီကိုလည်းပထမတစ်ချိန်ဒါပေါင်တန်း85တန်းနဲ့ကန်လိုက်တဲ့ဟာကိုဂါဆယ်ဘက်ကပေချခဲ့တယ်ဆိုတော့တိုနာလီဘက်ကလည်းလက်ရှိအခြေအနေမှာဘာသူ့ဘက်ကဘာပြန်ပြောထားလဲဆိုတော့စပါးအသင်းကိုသာဟ
ပြောင်းရွှေ့ကြီးကာဆန်တဲ့သဘောတူညီမှုရရှိသွားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့စပါးအသင်းကိုပြောင်းကစားဖို့လမ်းဖွင့်ထားတယ်အဲ့လိုမျိုးပဲစပါးအသင်းကလည်းတိုနာလီရဲ့မြန်မာတဲ့လာစာတစ်ပတ်ပေါင်း2,9,500ကိုပေးချေဖို့အသင်းရှိရဆိုပြီးတော့ကျွန်တော်သိရတယ်ဗောလေဆိုတော့ဒီနေရာမှာပြန်ပြီးစဉ်းစားကြည့်လိုက်တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲစပါးအသင်းကမာတီယာဖာနန်ဒက်ကိုတိုနာလီကို2ယောက်ဆုံးတပြိုင်တည်းခေါ်မှာလားကျွန်တော်တော့မခေါ်ဘူးလို့ကျွန်တော်ထင်တယ်အဲ့ဒီအတွက်မာတီယာဖာနန်ဒက်ရဲ့ဒီအန်တီမတန်ပေါ်ပြသွားသလိုမျိုးပဲလက်ရှိချိန်ထိမာတီယာဖာနန်ဒက်ကမန်ချက်စတာယူနိုက်တက်အသင်းကိုပဲပြောင်းဖို့ဆန္ဒရှိရဆိုတဲ့သတင်းကနည်းနည်းလေးဘယ်လိုပြောမလဲဆက်တွေးကြည့်လို့ရှိရင်ပေါ့လေမန်ချက်စတာယူနိုက်တက်ကဒီမာတီယာဖာနန်ဒက်ကိုပဲရအောင်ပြန်ပြီးတော့ဘယ်လိုပြောမလဲရဖို့ရာနှုန်းများတယ်ပေါ့ဗျာအဲ့တော့လက်တလုံးမှာတော့ဘာမှတော့ပြောလို့တော့မရသေးဘူးဆိုတော့ဒီလကုန်မှာပဲဒီမာတီယာဖာနန်ဒက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သိရမယ်အဲ့တော့စပါးလားမန်ချက်စတာယူနိုက်တက်လားဆိုတော့ကျွန်တော်စဉ်းစားဘယ်လိုပြောမလဲဒီကျွန်တော်သိရမယ်ပေါ့လေဒီလကုန်မှာအဲ့တော့ဒီကာဆယ်ဘက်ကလည်းတကယ်လို့ဒါတိုနာလီကိုထုတ်ရောင်းမဲ့ဆိုရင်အခုလက်ရှိဒါမန်ချက်စတာယူနိုက်တက်တောင်းဆိုနေတဲ့ဘရူနိုဂူမာရက်ကထွက်မှာမဟုတ်တယ်လို့မျိုးပဲဒီဘရူနိုဂူမာရက်တီလည်းဒီအာဆင်နယ်အသင်းရဲ့ဒီကမ်းလှမ်းလာမှုတွေကိုလည်းအခုလက်တလုံးမှာဒါနှုတ်ဝါဖြစ်ကမ်းလှမ်းလာမှုတွေကိုလည်းဒီကာဆယ်ဘက်ကပယ်ချမယ်လို့ကျွန်တော်ထင်ဘာလို့ဆိုတော့ရှေ့မှာလည်းဒါဒီအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဂေါ်ဒွန်ကရောင်းချထားတယ်ဆိုတော့လေအဲ့အတွက်လည်းနောက်ထပ်ဒီ United တို့ဘာလို့ဒါပြတ်မှတ်ထားနေတဲ့ Hall တို့ဘာလို့ကလည်းထွက်မယ်ဆိုရင်ကာဆယ်အသင်းအနေနဲ့ဒီနူယာဒီဈေးကွက် transfer window တစ်ခုထဲမှာလည်းအသင်းရဲ့အဓိကတောင်းတိုင်ကစားသမားလို့ပြောရမယ်ဂေါ်ဒွန်တိုနာလီဂွေမာရက်လိုဝဲဟောဘာပဲပြောဒီ၄ယောက်ဆုံးတော့ကျွန်တော်ကတော့လက်လွတ်မှတော့မထင်ဘူးအဲ့ဒီအတွက်ဒါဘရူနိုဂူမာရက်ကိုတော့ခေါ်မယ်ဆိုရင်တော့တော်တော်လေးခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းပြည်သက်တွေဒါကူညာကိုတောင်းဆိုတဲ့အရာကလည်းဘာပြောဒါစိတ်ကူးရင်နည်းနည်းလေးဆန်တယ်ဒါပေမဲ့မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူးပေါ့လေဘာဖြစ်လို့ဒီသတင်းတွေကလည်းတရက်နေ့တည်းတော့တူတာမဟုတ်အဲ့လိုမျိုးပဲဒါနာရီအပိုင်းခြားအလိုက်နည်းနည်းလေးပြောင်းလဲနေတာဆိုတော့အဲ့တော့ဒီမာတီရဲ့ဖာနန်ဒက်ရဲ့သတင်းနောက်ပြီးတော့တိုနာလီနောက်ပြီးတော့ Alex Scott မက်ချာပေါ့လေဒီသတင်းတွေကတော့အခုလက်ရှိမှာ Manchester United အသင်းကဒါပြစ်မှတ်ထားတဲ့ကစားသမားတွေဖြစ်တယ်အဲ့လိုမျိုးပဲအခုလက်တလုံးမှာတော့ Manchester United အသင်းကဒါအိုနာနာကလည်းသူ့ရဲ့ဒါပြီးခဲ့တဲ့ရာသီတုန်းကအငှားသွားကစားတဲ့အသင်းကိုထပ်မံပြီးတော့အငှားနဲ့ထပ်မံပြောင်းရွှေ့သွားပြီးအဲ့တော့လက်တလုံးမှာ Manchester United ရှင်းထောင်းမဲ့ကစားသမားတွေရှိရဲအဲ့ကစားသမားတွေကဒါဆက်သေးလိုကစားသမားမျိုးတွေဥကာတေးလိုကစားသမားမျိုးတွေနောက်ပြီးတော့ Marcus Rashford လိုကစားသမားမျိုးတွေဒီလိုကစားသမားတွေကိုသာထပ်ပြီးတော့ရောင်းချလို့ရမယ်ဆိုရင် Manchester United အသင်းကနောက်ထပ်ဒီတောင်မန်တိုက်စစ်တနေရာเนาะဒီလူရှိုးနေရအစားထိုးမဲ့ကစားသမားတစ်ယောက်เนาะနောက်ထပ်ကွင်းလယ်ကစားသမားနှစ်ယောက်ကလည်းခေါ်အောင်မယ်အဲ့လိုမျိုးပဲဂိုးသမားနေရာအတွက်ကလည်း Brindia လည်းထွက်မှာဆိုတော့ဒါဆန်နန်လမ်းမန်းရဲ့ဘက်ကအနေနဲ့အရန်ဂိုးသမားတစ်ယောက်လည်းခေါ်အောင်မယ်เนาะလက်ရှိမှာတော့ဒါ San John Stone နဲ့ Leeds United ဂိုးသမားဒါလိုတို့ကို Manchester United အသင်းကဒါအလို့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့စောင့်ကြည့်နေသလိုတောင်မန်တိုက်စစ်နေရာအတွက်လည်းဒါဝမ်ဟန်အသင်းရဲ့တောင်မန်တိုက်စစ်ကစားသမား Summerville နဲ့ဒီ Everton အသင်းရဲ့ကျွန်တော်တို့ဒါတောင်မန်ကစားသမား NDR တွေပေါ့လေဒီကစားသမားတွေကိုလည်းပြစ်မှတ်ထားနေလို့ Newcastle အသင်းရဲ့ဒါဘယ်နောက်ခံအစွန်ကစားသမားလေးဝဟော့ကိုလည်းပြစ်မှတ်ထားနေတယ်ဆိုတော့လက်ရှိမှာ Manchester United အသင်းကဒီကစားသမားတွေဒီ role တွေကိုလည်းပြစ်မှတ်ထားနေရဆိုတဲ့အတွက်လက်ရှိမှာတော့ကွင်းလယ်ကစားသမားကနောက်ထပ်တစ်ယောက်ပဲခေါ်မှာလားနှစ်ယောက်ပဲခေါ်မှာလားငကိုတုံးကတော့ Manchester United အသင်းရဲ့ transfer plan ကဒီနွေရာသီဈေးကွက်ထဲမှာကွင်းလယ်ကစားသမားအသစ်3ဦးခေါ်ဖို့စီစဉ်ထားတာဆိုတော့အီဒါဆင်ရောက်လာပြီးရဲ့နောက်ပိုင်းမှာနောက်ထပ်ခေါ်မဲ့ကစားသမားတွေကဘယ်လောက်ဈေးနှုန်းသုံးရမလဲအဲ့ဒီ budget အပေါ်မှာမူတည်ပြီးတော့2ယောက်ခေါ်မှာလား3ယောက်ခေါ်မှာလားကျွန်တော်စောင့်ကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လက်ရှိမှာတော့ဒါအီဒါဆင်ကိုခေါ်ပြီးသွားပြီနောက်ထပ်ရောက်လာမဲ့ကစားသမားကချူမန်ဒီလာမက်ချာလာနောက်ပြီးတော့မာတီယာဖာနန်ဒက်လာ Alex Scott လာဒီကစားသမားတွေတဲကတော့ကျွန်တော်ကနောက်ထပ်1ယောက်လောက်ပဲရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့နောက်ထပ်ဒီလူရှော့နေရာစားထိုးဖို့တို့ဒီတောင်မန်တိုက်ဆက်နေရာတွေကိုဒီနေရာကြီးလဲကျွန်တော်တို့ကခေါ်အောင်မှာဆိုတော့ဒါ Manchester United အသင်းနေတော့ဒီသူတို့ငကိုတုံးကစီစဉ်ထားတဲ့ plan အတိုင်းတော့ဒီကွင်းလယ်ကစားမှာ3ယောက်တော့ကျွန်တော်တော့မြင်ရပွဲမရှိဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းဖြစ်လည်းဖြစ်သွားနိုင်တယ်ပေါ့လေဘာလို့ဆိုတော့အသင်းမှာနောက်ထပ်ဒီထုတ်ရောင်းရမယ့်ကစားသမားတွေကနေပြန်ရလာမယ့် fan ဝင်တွေလည်းရှိနေတာဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်မသိဘူးလက်တလုံးမှာတော့ Manchester United အသင်းရဲ့ဒါ dream target လို့ပြောလို့ရမယ့် Elliot Anderson ကိုတော့ကျွန်တော်လက်လှုပ်ခဲ့ရပြီအဲ့လိုမျိုးပဲသူ့ရဲ့နောက်ထပ်ဒီ high ceiling ကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ Tonali ကိုလည်းဒါပေါင်တန်းနေရသတ်မှတ်ထားလို့ Manchester United အသင်းကမခေါ်နိုင်ဘူးအဲ့လိုမျိုးပဲအခုဒါ Manchester United အသင်းကအခုလက်ရှိလက်တလောဆွေးနွေးနေတဲ့မာတီရဲ့ final တက်ကြကိုလည်းပေါင်တန်း80ကျောင်းဒါခေါ်ယူဖို့အတွက်ဒါတွန်းဆုံနေတယ်ပေါ့လေဆိုတော့ United အသင်းကတကယ်လို့မာတီရဲ့ final တက်ကိုပေါင်တန်း80ပေးမယ်စားเนาะဒီ Chouamani ကိုပေါင်တန်း80 80လောက်ပေးတာကပို့ပြီးတော့အသင်းအတွက်အတုံးတက်မယ်ပို့ပြီးတော့တန်မယ်ဆိုပြီးယူဆထားလာတော့မသိဘူးဗျာဒီချိန်မှာတော့ဒါအသင်းနဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားကိုခေါ်တော့ဘယ်လောက်တန်တယ်ဒါတွေကတော့ကျွန်တော်တို့
ပြောနေစရာလိုမှမထင်ပါဘူးဘာလို့ဆိုတော့အသင်းအနေနဲ့ဒါသူတို့ရဲ့ဒီငွေပမာဏပြီး budget ပေါ်ချိန်ဆပြီးတော့ခေါ်သွားမှာပဲလေဆိုတော့လက်တလုံးမှာတော့ကျွန်တော်တို့ဒီကစားသမားတွေဒီမာတီယာဖာနန်ဒက်တို့ဒီကစားသမားတွေမခေါ်နိုင်လဲကျွန်တော်ရှေ့မှာပြောခဲ့လို့မျိုးပဲဒါ United နဲ့ပတ်သက်တဲ့ဒီအပြောင်းရွှေ့နေမှာလဲအမြဲလို့ပြောခဲ့လို့မျိုးပဲနော်ဒီဈေးကွက်ဒီနွေရာသီဈေးကွက်2026နွေရာသီဈေးကွက်ကွင်းလယ်ကစားသမားတွေအများကြီးရှိတဲ့အတွက်တကယ်ကိုပဲကို့အသင်းရဲ့ system နဲ့ကိုက်ညီကစားသမားကိုရွေးခေါ်လို့ရတယ်ဆိုတော့အဒန်ဝါတန်တို့လည်းကြံသေးတယ်ကားလို့ဘလီဘာတို့လည်းကြံသေးတယ်ဒီကစားသမားတွေလည်းဘာပဲပြောခေါ်ယူလို့ရတဲ့ဒီဈေးကွက်ထဲကိုဝင်နေတဲ့ကစားသမားတွေဖြစ်တယ်အဲ့လိုမှမဟုတ်ပဲဒါတခြားလီးရကစားသမားတွေဖြစ်တဲ့ဒါအခုလက်ရှိကမ္ဘာ့ဖလားမှာခြေစွမ်းပြနေတဲ့ဘူရာဒီတို့နော်နောက်ပြီးတော့ဒီကျွန်တော်ဒီပြီးခဲ့တဲ့ရာသီကကျွန်တော်တင်ဆက်ခဲ့တဲ့ဒီ line လေးအသင်းရဲ့ကွင်းလယ်လူဒီမမာဒူဆန်ဂါရီတို့ဒီကစားသမားတွေလည်းရှိသေးတယ်အန်ဂျယ်လိုစတီလာတို့ကစားသမားတွေရှိသေးတယ်ဆိုတော့တခြားလီးရကစားသမားတွေလည်းဈေးသက်သာနိုင်ခေါ်ယူလို့ရတယ်ဆိုတော့ကို့အသင်းအနေနဲ့ဘယ်ကစားသမားကိုအဓိကခေါ်ယူသွားမလဲဒီကြတာတော့ဒီအသင်းမှာပရီးမီးယားလိနယ်ပယ်မှာအန်ဝင်မဲ့ကစားသမားတွေပဲအဓိကရွေးပြီးတော့စနစ်တကျတေချာစဉ်းစားပြီးတော့ခေါ်ယူသွားဖို့ပဲလိုပဲလို့ထင်တယ်အဲ့တော့လက်တလုံးမှာတော့ဒါမာတီရဲ့ final တဲ့အပြောင်းရွှေ့ကိုဒီလကုံလောက်ဆိုရင်ဒါရှင်းလင်းလင်းဒါကိုယ့်အကုန်ဝင်သိရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဘာဆက်ပြင်လာမလဲတော့စောင့်ကြည့်ရမယ်ဒါကတော့ဒါ Manchester United အသင်းရဲ့လက်ရှိကွင်းလယ်ပြတ်မှတ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်စီဇန်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ